ပကံခေတ်တက်သုံးပြီးနောက်မြန်မာနိုင်ငံဟာနှစ်ပေါင်း200ကျော်ကြာစိတ်အမောင်မှာကွဲပြားနေခဲ့ပါဒီလိုချုပ်ထွေးနေတဲ့ခြေနေတွေရဲ့ကြားကနေဒုတိယမြန်မာနိုင်ငံတော်ကိုပြန်လည်တည်ထောင်ခဲ့တဲ့ခေတ်တစ်ခေတ်ပေါ်ထွန်းလာခဲ့ပါအဲ့ဒါကတော့ရဲစွမ်းတတိနဲ့အောင်နိုင်မှုတွေပြည့်နေနေတဲ့တောင်ခေတ်ပါတောင်ခေတ်ကိုအခြေခံချခဲ့တဲ့သူကတော့မင်းကြီးညိုဖြစ်ပါတယ်အင်းဝနိုင်ငံတော်အင်အားကြီးနေလာချိန်မှာတောင်ဟာအင်အားကောင်းတဲ့အဆက်ချာနေရာဖြစ်လာခဲ့ပါတယ်မင်းကြီးညိုဟာကေတုမတီတောင်မြို့ကိုတည်ထောင်ပြီးမြန်မာလူမျိုးတွေစူးစီးရအရက်အဖြစ်ဖန်တီးခဲ့ပါတယ်မင်းကြီးညိုရဲ့သားတော်တပင်ရွှေထီးနန်းတက်လာတဲ့အခါမှာတော့ရီမန်းချက်ကပုံမူပြီးကြီးမားလာခဲ့ပါတယ်သူဟာကြော်ကြားလာတဲ့ရဲဘတ်တော်ရှင်ရဲထုတ်ခေါ်ဘရင်နောင်ရဲ့သူဟန္တာဝတီဘကိုးကိုတိမ့်ပိုက်ခဲ့ပါတယ်တောင်ပိုင်းနဲ့မြောက်ပိုင်းကိုစီးလုံးဖို့ကြိုးစားခဲ့တာကလည်းမြန်မာနိုင်ငံကိုပြန်လည်စုစည်းပထမဦးဆုံးခြေနဲ့ဖြစ်ခဲ့ပါတယ်တောင်ခေတ်ရဲ့အထွတ်ထိပ်ဟာဘရင်နောင်မင်းတရားကြီးရဲ့လက်ထက်ပါပဲသူဟာအာရှတိုက်ရဲ့အကြီးကျယ်ဆုံးသောစစ်သူရဲကောင်းတွေကတအုပ်ပါဝင်ပါချမ်ပီနယ်မဏိပူရယူရီးယားနဲ့လာအိုထိနေမီတို့ကိုသိမ်းပိုက်ပြီးအချီတောင်အာရှမှာအကြီးဆုံးအင်ပါယာကိုတည်ထောင်ခဲ့ပါတယ်သူဟာစီရေးနေမကပဲတရားဥပဒေစိုးမိုးရေးနဲ့သာသနာရေးမှာလည်းထူးခြားတဲ့ပြောင်မြောက်မှုတွေကိုပြုလုပ်ခဲ့ပါတယ်ကြီးကျယ်လာတဲ့အင်ပါယာဘရင်နောင်နောက်ပိုင်းမှာပြန်လည်အားနည်းလာခဲ့ပါတယ်နောက်ပိုင်းမှာညောင်ရမ်းခေတ်ခေါ်ဒုတိယတောင်ငူခေတ်အဖြစ်အင်းဝကိုဗဟိုပြုကာဆက်လက်တည်ရှိခဲ့ပါတယ်1952ခုနှစ်မှာတော့တောင်ငူမင်းဆက်ဟာပြီးသက်နှီးကုန်းချုပ်ခဲ့ပါတယ်ဒါပေမဲ့တောင်ခေတ်ဟာမြန်မာတို့ရဲ့စီလုံးမှုကိုပြန်လည်ပေါ်ဆောင်ပြီးခဲ့တဲ့ဂုံယူဖွယ်တမိုင်းကဏ္ဍတစ်ခုဖြစ်ပါတယ်ရဲစွမ်းတက်တီကိုကဘာကတည်အောင်ပြသနိုင်ခဲ့တဲ့ဒီသမိုင်းကြောင်းဟာကျွန်တော်တို့ရင်ထဲမှာထာဝရကျင့်ရစ်နေမှာပါကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ